ဒီနေ့မှာတော့ကျွန်တော်ပိုင်ဝမ်လေးဆွဲမှာပဲဖြစ်ပါတယ်ပရာတို့ပဲလိုက်ကြည့်လိုက်တော့ကျွန်တော်ဘယ်လိုကြမ်းလဲဆိုတော့ဗီဒီယိုလေးရှိမှဆိုလို့နည်းနည်းလေးမြန်ထားရင်နော်ကျွန်တော်ဖုန်း screen recorder အဲ့ဒါလေးတက်နေတော့ game လေးအတန်လေးပါမလားတော့နည်းနည်းလေးတိခတ်ပြီးကြည့်ပေးကြပါဦးဒီပရာသားရဲ့ရှေ့ကျောနောက်ရှုံးထိုးပြီးပြစ်တက်တာပဲတော်တော်ဆရာကြရလို့ပြောကျွန်တော်ကအနီးအိမ်ထက်အဝေးအိမ်ကိုပိုအားတာတော့အနီးအိမ်ကကျွန်တော်ရှော့ရများတယ်အဝေးအိမ်တော့ကျွန်တော်တော့ရှင်ပြစ်လို့မရဘူးပေါ့အဲ့လေကျွန်တော်ဒီ brother ကိုကျေးဇူးတင်ရမယ်အရင်ကဆိုကျွန်တော်အဲ့လောက်စနိုက်ပါအိမ်ကိုအဲ့လောက်နီးနီးကပ်ကပ်မှာအဲ့လောက်မကျွမ်းဘူးဗျာအခုတော်တော်လေးတိုးတက်လာရလို့ပြော brother ကိုလည်းကျေးဇူးတင်ပါတယ် brother တို့ကျွန်တော်တခုပြောမယ်ပြိုင်ပွဲတစ်ပွဲဆိုတာ enemy ကိုလည်း respect ပေးရတယ်ဗျကျွန်တော်ကတော့ enemy ကို respect ပေးရဗျာဘာလို့လဲဆိုတော့ကိုယ် attention ရဖို့တခုအတွက်နဲ့လူများတစ်ဖက်သားကိုချိုးနေရတာကြီးကတကယ်လုံးဝမမိုက်တာဗျာဒီ brother လေးကောင်းပါတယ်သူ့အိမ်နေရသူ့အနေသူတော့ရှိပါbrother တို့နောက်တစ်ခုထပ်ပြောအောင်မယ်ကျွန်တော်စီမှာပိုင်ဝဲဖြစ်ဖြစ်စကွက်ဖြစ်ဖြစ်ဆွဲချင်ရရင်တော့အပြောသဘောလေးရတယ်ကြီးနေလည်းရတယ်ကျွန်တော်ကိုယ်တိုင် caster လုပ်ပေးမယ်ဗျာကြညာလေးတစ်ပြည့်ဝင်အောင်မယ်ဗျာကျွန်တော်စီမှာဆက်စောမန်းကန်နီနဲ့ Diamond UC တို့လည်းဝယ်လို့ရရင်တော့ HOK တိုးကင်လည်းဝယ်လို့ရပါတယ်ခင်ဗျာကျွန်တော်ယုံကြည်စိတ်ချမှုပိုင်းတော့100%အာမခံပါတယ်ဒီမှာစနိုက်ပါစကေးကိုတစ်ချက်ရှိုးလိုက်တော့တယောက်ကိုတစ်ချက်ပဲနော်
皆さんありがとうございます。どうぞよろしくお願いします。